ကဲကျွန်တော်တို့စက်ကူထားတဲ့အတိုင်းပဲကိုပိုင်ချာမှာဒူရင်တီးကန်ရပါပြီကျွန်တော်ပုံမှန်တွေးကြတိုက်ပါပဲနော်သူများချာမှာတွားကြတာနဲ့မတူဘူးပေါ့နော်ဒါတော့လောကကျွန်တော်ရဲ့အိမ်မဲထဲကတစ်ခုဖြစ်လာတဲ့အတွက်ကျွန်တော်ဖျားတဲ့ကေကိုကျေးဇူးတင်တယ်ပေါ့နော်ဆက်လက်ပြီးတော့လည်းကျွန်တော်တို့အပေလေးအကြောင်းကျွန်တော် share ပြမယ်ဒါတော့မိုးမတက်ခင်မှာကျွန်တော်ကိုယ်တိုင်ကျွန်တော်ချာပြလေးရောက်ရှိပြီးတော့ကျွန်တော်ကိုယ်တိုင်ပြလေးပြီးတော့ကိုင်းရှင်းထားတာပေါ့နော်ဘာလို့ဆိုမိုးရတဲ့ရောက်တဲ့ခါကျရင်ကိုင်းရှင်းဖို့ရနည်းနည်းလေးခက်ခဲတယ်ဘာလို့ဆိုအဲ့ဒီအရွယ်နုပြထွက်ဖို့လေးကြာတယ်မိုးများရဲ့ဒူရပေကအမြင့်တွေကအစာစားတာလှုပ်ရှားတာနေတာပေါ့နော်ဒါကြောင့်မလို့ပြီးတော့လေကျွန်တော်အသီးယူမဲ့ခါကျရင်လေတုံနောက်ကြတာပေါ့ဗျာပြီးရအရွယ်မွေးရနည်းနည်းလေးပြဆောက်ရတာပေါ့နော်ဒါကြောင့်မိုးဦးကြတယ်ကျွန်တော်ကတော့ကျူတေးပြပြင်ဆင်ထားတယ်ပြီးကျွန်တော်ရဲ့ခြာတော့ကျွန်တော်ကတော့မြေဖို့ပြီးတော့ဆောက်ခြာတင်နေတဲ့တော်ကတော့အဓိကမြောင်းအပေးတာမှာတော့တွေ့လားဒီကျွန်တော်ဒီပေါင်းသားဆေးရည်နဲ့ကျွန်တော်ဖြန်းပြီးတော့မြစ်ပေတွေကျွန်တော်ပြန်လေးပြီးအတတာပေါ့နော်မဟုတ်ရင်ဒီမြစ်ပေတွေမရှင်းတော့ဘူးဆိုကျွန်တော်ရေကိုသူကတူထားပြီးတော့ဒူရင်ပေကရေကြိုက်တယ်ဒါပေမဲ့ရေဝေါ်တာလုံးဝမကြိုက်တဲ့အပေမျိုးစားမှာပါတယ်အထူးတတိပြုပါဖို့လိုပါတယ်ပေါ့နော်ဘာလို့ဆိုတော့ဒါကြောင့်ကျွန်တော်ဒီဒူရင်ပေရဲ့ကြားမှာပေါ့နော်ဒီအပေကြားမှာရှိတဲ့ချောင်းမှာကျွန်တော်ကတော့ဒီမြောင်းတွေကိုကျွန်တော်ရေရှင်းထုတ်တယ်ပေါ့နော်ဒါကတော့အကိုင်းရှင်းတဲ့ဟာပေါ့တချို့ကမိတယ်ကိုပေးအကိုင်းပြောတာလဲပေါ့နော်တချို့ကလည်းဒီအကိုင်းတွေကိုညက်ဖြက်တာလဲမသိတော့မေးကြလေလူကြီးကိုကျွန်တော်ပြရှိဖြစ်ပါတယ်ပေါ့နော်ဒါတော့ကျွန်တော်ရဲ့နောက်တစ်ခုကြတော့ကျွန်တော်ရဲ့ဒူရင်ပင်ကအပေမကြီးသေးခင်မှာကျွန်တော်အဘေးအကြားမှာပေါ့ဟိုနဲ့စိုက်ထားတယ်ကိုပင်လည်းတွေးမှဖြစ်ပါတယ်ပြီးတော့လည်းငပြောပေလည်းတွေးမှဖြစ်ပါတယ်ပေါ့နော်ဒါဘာတွေးလဲဆိုတော့လီဒါခံနေတယ်ရတဲ့ဥဒ္ဒခံနေဖို့တွေပေါ့နော်အပင်ငယ်တဲ့ချိန်မှာပေါ့နော်ကျွန်တော်ကတော့အဲ့လိုမျိုးတီဆောက်ပြီးတော့တည်ထားတယ်အကေ၍ကိုမလိုအပ်တဲ့ခါကျရင်လည်းအလွယ်တကူခုတ်လို့ရပြပြီးခုတ်တက်လို့ရပါတယ်ပေါ့နော်ဒါတော့တရားနဲ့တရားအကျဲတော့မတူပါဘူးတချို့ကတော့လည်းဒူရင်ပင်မှာဒူရင်ပင်တိတတချို့ကလည်းကိုပင်စိုက်လာကြိုက်တယ်တချို့ကမကြိုက်ဘူးဒါတော့မိမိရဲ့စုပ်ပြတ်ချစ်ပါနော်ဒါတော့ကျွန်တော်မပြောတော့ပါဘူးတကယ်ကျွန်တော်ဆက်လက်ပြီးသွားပါမယ်ဒါတော့အနေထားပေါ့ကျွန်တော်ရဲ့ဒူရင်ပင်ရဲ့အနေထားကိုကျွန်တော်ပြလိုက်ပြီးပြတာဖြစ်ပါတယ်နော်ဒီမှာတွေ့လာတော့ရေမြောင်းတွေရှင်းထားတယ်ဒါပေမဲ့အကြားကရေမြောင်းမရှင်းရသေးလို့ကျွန်တော်ပေါင်းသားစီကိုဖြန်းနာပေးတာပါတယ်ဒါတော့ချစ်စိုးလို့ဒီမှာလာပြီဒါတော့၄နှစ်သားဖြစ်ပါတယ်တော့ကျွန်တော်ကိုယ်တိုင်စိုက်တယ်ကျွန်တော်ကိုယ်တိုင်သူ့တည်တနာလုပ်ပါတယ်နော်ဒါကိုပင်နဲ့ကိုယူဒူရင်ပြတည့်ရတယ်တနေ့တည်းစိုက်ပါတယ်ဗောနော်ခုနကဆိုရင်ကျွန်တော်ပြကြည့်မယ်ဆိုရင်ဒီ၄နှစ်နဲ့ကိုပင်လည်းပြီးပါတယ်နော်မယုံရှိပါနဲ့နော်ပြုစုဖို့ပဲလိုပါတယ်ဗောနော်ဟုတ်ပါတယ်ကိုပင်လည်း၄နှစ်ပြီးပါတယ်ဒူရင်ပင်လည်း၄နှစ်ပြီးပါတယ်ဒီနေ့ကျွန်တော်စားရပါတယ်ကဲဟောနောက်မှကျွန်တော်မြင်ရတာငကမောက်ပေပါခြံရောက်တဲ့ခါကျရင်စားလို့ရအောင်ဆိုပြီးကျွန်တော်အတိုင်းအနေငယ်စိုက်ထားပါတယ်နော်ခြံဝင်လာမယ်ဆိုကျွန်တော်အလုပ်ဖိတ်ကိုပါတယ်ငကမောက်ဒီကျွေးပါမယ်လို့နော်တကယ်ဟုတ်ပြီဒါကြောင့်မျိုးချစ်ရတော့ညီကိုတို့ကျွန်တော်တို့မိုးဦးမကြခင်မှာကြိုတင်ပြင်ဆင်ထားဖို့ရအတွက်ဖော်ပြချင်ပါတယ်